iPhone နဲ့ဓာတ်ပုံရိုက်ရတာတော့ကြိုက်တယ်ဒါပေမဲ့ကိုလိုချင်တဲ့ပုံစံမျိုးလေးထွက်မှလာလို့စိတ်ညစ်နေရတဲ့အခါမျိုးတွေရှိကြမှာပါဟုတ်ဒီနေ့တော့လေ iPhone camera ထဲမှာပဲရှိနေတယ်ဒါပေမဲ့တိတ်တတိမထားမိတဲ့ setting လွယ်လေးတချို့ကိုမျှဝေပေးခြင်းပါပါဒါလေးတွေပါဓာတ်ပုံရိုက်တဲ့အတွေ့အကြုံကိုလုံးဝကိုပြောင်းလဲပေးနိုင်မှာပါဒီပြဿနာကတော့တော်တော်များများကြုံဖူးကြမယ်ထင်တယ် selfie ရိုက်လိုက်တယ်ဟာပြီးတော့မှပုံကကို screen မှာမြင်နေရတာနဲ့ပြောင်းပြန်ကြီးဖြစ်သွားရောအဲ့လိုတစ်ဖက်လန်သွားလို့စိတ်ညစ်ရတာမျိုးလေဒါတော်တော်လေးကဖြစ်များတဲ့ကိစ္စတစ်ခုပါကဲအဲ့ဒါဆိုပထမဆုံးလိုဝက်ချက်အမြင်အဲ့ selfie တွေတစ်ဖက်လန်သွားတဲ့ပြဿနာကိုရှင်းလိုက်ကြရအောင်ဒါကတစ်ခါပဲလှုပ်ထားလိုက်နောက်ဆိုအမြဲတမ်းအဆင်ပြေသွားပြီလို့ရမှာဒါလေတကယ်ကိုလွယ်လေးပါကဲဖုန်းရင် settings ထဲကိုအရင်ဝင်လိုက်လဲနော်တွေ့ပြီဆိုရင်အောက်နာလေးဆင်းပြီး camera ဆိုတာကိုရှာပြီးနှိပ်လိုက်ပါအဲ့ဒီထဲမှာ mirror front camera ဆိုတာလေးရှိလိမ့်မယ်အဲ့ကလေးလေးကို on ပေးလိုက်ရုံပဲဒါဆိုရင်အားလုံး okay သွားပြီဆိုတော့ရလကဘာဖြစ်သွားမလဲဆို screen မှာမြင်တဲ့အသက်ပုံတင်ချက်ထက်တဲ့ကြတဲ့ selfie တွေကိုရလိမ့်ပြီပေါ့ဘာမှပြောင်းဖြစ်မသွားတော့ကိုမြင်တဲ့ပုံကကိုရတဲ့ပုံဒါပဲနောက်ထပ်အပြင်းများတဲ့ပြဿနာတစ်ခုကဓာတ်ပုံရိုက်လိုက်ရင်ပုံကနည်းနည်းလေးစောင်းနေတယ်လို့ထင်ပြီး professional မဆန်ဘူးလို့ခံစားနေရတာမျိုးပါအထူးသဖြင့်ရှုခင်းနေအဆောက်အုံတွေရိုက်တဲ့အခါမှာပိုတိတာတယ်ကဲဒါကိုဖြည့်ရှင်းဖို့ဒုတိယလိုဝက်ချက်လာပါပြီတက်ပုံတွေကိုပြည့်စုံအောင်တစ်တင်မဲ့ရိုက်နိုင်မဲ့နီးလန်းပေါ့တကယ်တော့ဒါက photographer တုံးနေကြထူးတစ်ခုပဲဒီတစ်ခါလဲ settings ထဲက camera ကိုပဲပြန်သွားရမှာပါအဲ့ဒီထဲမှာ grid ဆိုတာလေးကို on ပေးလိုက်ပါဒါဆိုရင် camera ဖွင့်လိုက်တဲ့အခါတိုင်းမျက်နှာပြင်မှာမြင်းကြောင်းလေးတွေပေါ်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီမြင်းကြောင်းလေးတွေကဘာသုံးဝေလဲဆိုတော့လေကိုရိုင်းမေယာကိုအလဲတစ်မှာထားခြင်းတာမျိုးဒါမှမဟုတ်ပုံကိုအချို့စားကြဖွဲ့စည်းခြင်းတာမျိုးအတွက်အရန်အထောက်ကိုပြုတယ်။ဥပမာပင်လေကြီးကိုရိုက်တဲ့အခါမိုးကုတ်စဝိုင်းကြီးစောင်းမတွန်းအောင်ဒီမြင်တဲ့တိုင်ပြီးညှိလိုက်ရုံပဲ။ပုံတိုင်းက balance မိပြီးကြီးတို့အရန်ကောင်းထောင်းမှာပါ။တက်ပုံတပုံရိုက်ပြီးသွားတိုင်းကာလာဒီဆိုလာလေးချီအောင်လို့ app တွေထဲထည့်ပြီးတပုံချင်းပြန်နေရတာတော်တော်လေးအချင်းကုန်ပြီးပြင်းစရာကောင်းတယ်မလား။ကဲအဲ့ဒါဆိုတတိယမြောက်လေးဝက်ချက်ဘာမှ edit လုပ်စရာမလိုပဲကင်မရာကနေတခါတည်းကာလာအလားအီတဲ့နေထွက်လာအောင်လုပ်လို့ရတယ်နီလန်းကောင်းလေးတစ်ခုကိုမျှဝေပြီးမယ်နော် Okay ကင်မရာ app ကိုဖွင့်လိုက်ပါပြီးရင် screen ရဲ့အပေါ်ဘက်အလဲနောကမြားလေးကိုနှိပ်လိုက်ပါအဲ့ဒီအခါအောက်မှာ icon လေးတွေပေါ်လာလိမ့်မယ်အဲ့ဒီတဲကအလွှာသုံးထပ်ပုံစံနဲ့ photographic styles icon လေးကိုရွေးလိုက်ရုံပါပဲအဲ့ဒီထဲမှာ style အမျိုးမျိုးရှိတယ်ဗျ standard ဆိုတာကတော့ပုံမှန်အတိုင်းတဘာဝကျတဲ့ပုံစံပေါ့ rich contrast ကကြတော့အရောင်အတွေးနဲ့အရေးတွေကိုပိုပြီးထင်းပိုပြီး drama ကြစေတယ် vibrant ကတော့အရောင်တွေကိုပိုပြီးတောက်ပါပိုပြီးဆူပြီးစေပါတယ်ကိုယ်စိတ်ကြိုက်တစ်ခုကိုရွေးတုံးလို့ရတယ်ဆိုလိုတာကတော့အခုဆိုရင်လေဘာ app မှထက်သုံးစီရမလို့ပဲကိုယ့်ရဲ့ကိုယ်ပိုင်ချင်းချ style တစ်ခုနဲ့ဓာတ်ပုံဒီကိုအမြဲတမ်းရိုက်ကူးနိုင်သွားပြီပေါ့ကိုရိုက်လိုက်တဲ့ပုံတိုင်းမှာကိုယ့်ရဲ့ဟန်ပန်တစ်ခုပါနေမှာပါကဲဒီနေ့မျှဝေပေးခဲ့တဲ့အစွမ်းထက်တဲ့အချက်လေးတွေကိုအနှစ်ချုပ်အနေနဲ့တစ်ချက်ပြန်ကြည့်လိုက်ကြရအောင်ပြန်ကြည့်လိုက်ရင်ကိုမြင်တဲ့အတိုင်း selfie အစစ်တွေရဖို့ mirror front camera professional sensor ဖွဲ့စည်းမှုတွေအတွက် grid lines ပြီးတော့ edit မလုပ်ပဲကိုပိုင်ဟန်မှန်ရဖို့ photographic styles ဒီသုံးခုကသုံးရတာလွယ်တယ်လို့တကယ်ကိုအသုံးဝင်ပါတယ်ဒီတော့မြင်တဲ့အတိုင်းပါပဲဖုန်း setting ထဲမှာဒိုတီမှုအနှဲငယ်လေးလောက်လိုက်ရုံနဲ့ဓာတ်ပုံရဲ့အရေးအသွေးကလုံးဝကိုပြောင်းလဲသွားနိုင်ပါတယ်အခုဒီလိုအချက်တွေကိုတီးသွားပြီဆိုတော့ဒီတူးတွေကိုသုံးပြီးဘလို့အလန်းစားပုံတွေဖန်တီးမလဲဆိုတာကတော့ကိုယ့်ရဲ့စိတ်ကူးပေါ်မှာပဲမူတည်နေပါ ರಿ